င်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုမတိမ်မပေါက်မကျိုးပေါက်အောင်ကောင်းစွာဆောင်းရှောက်စောင့်တည်ပါကုန်၏စောင့်တည်ရသောသီလကုသိုလ်ယနေ့ယခုမကွေးမြို့၌သတင်းသို့နေထိုင်ကြကုန်သောစာချစတဲ့တန်ဃာတော်အရှင်သူမြတ်တို့အားအာယုဟာရဆွန်တို့ကိုစက္ကပ်လူရန်ပါကုန်၏လူရန်ရသောဒါနကုသိုလ်ကြားနာရသောဓမ္မတာဝနာကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်တပည့်တော်မတို့သည်ကယ်၍နိဗ္ဗာန်မြတ်တန္တရာတစ်လျှောက်၌အကယ်၍သာကျင်လေပါကုန်ဘဝတိုင်းဝယ်ပညာကျွယ်လျက်ရတဲ့ရွှေပြည်အနေတင့်စင်စစ်ပြရပါလို့ဤအရှင်ဘုရားတပည့်တော်မတို့သည်နိကုကာလအခါသမယ၌လူရန်ရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ကြားနာရသောဓမ္မတာဝနာကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကံစေတနာအပေါင်းတို့၏အဖို့ဘာကကိုအလွန်တရာကျေးဇူးတရားကြီးမားကြကုန်သောမိခင်ဖခင်ဆရာသခင်တို့အား၎င်းဆွေမျိုးညာတိမိသင်္ဂဟအပေါင်းတို့အား၎င်းရကြပါစေအမြဝေ၏အထူးအားဖြင့်ဘဝအဆက်ဆက်ကတော်ဆက်ခဲ့ဘူးကုန်သောမိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းမိသင်္ဂဟအပေါင်းတို့အား၎င်းရကြပါစေအမြပြဝေငှပါကုန်၏30ပုံ၌ကျင်လေကြကုန်သောလက်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းရကြပါစေအမြဝေ၏30ပုံ၌ကျင်လေကြကုန်သောဝိနိယဒုက္ခိတတတဝါမန္တမြအနန္တတို့အား၎င်းရကြပါစေအမြပြေဝေငှပါကုန်၏ဤသို့တရားပွေးဖြူလေးဥ၍ပေးလူရသည်ကုသိုလ်ကောင်းမှုစွတ်တို့၏အဖို့ဘာကကိုကုသိုလ်ရှင်ဖြစ်ကြကုန်သောတပည့်တော်မတို့နှင့်ထတ်တူထတ်မြညီလူညီမြအမြရ၍ကိုယ်စိတ်နှပြလွိစာဖြင့်ချမ်းသာ
ဝမ်းသာကြသည် ဖြစ်ကြပါစေကုန်သော ဖြစ်ကြပါစေကုန်သောကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု အလူရှင်သာသနာ့ဘုရားအနိရောဓဆံဃာရောက်လာကြသောတရားသာမိတ်တာပေါင်းတော်ကောင်းတို့ဒီလေကောဝေယဝိဇ္ဇာပြုလို့ကြသောဝေယဝိဇ္ဇာတရားပေါင်းတို့ဒီလေကောကိုယ်စိတ်ကြပြကျမ်းသာချမ်းသာကြပြီကောင်းမှုလူရဆန္ဒကလို့တော်ပါတယ်ပြည့်စုံကြပါစေ ပြည့်စုံပြည့်ရပါလိမ့်ရှင်ဗျာ